Hi အားလုံးပဲမင်္ဂလာပါအန်နာပါဒီနေ့တော့အန်နာက Steve Brain တော့စော့ခြင်းလို့တော့မအိပ်ဖက်စောင့်နေရ VPN နဲ့ပြုတ်ပါစေနဲ့လို့စူပနေရဒီတော့ငါမူးချိုးပြစ်ခဲ့ရတယ် Okay သူ update တော့မစသေးဘူးအခုဘာလျက်စီးလားမူးချိုးလားအဲ့ဒါရောပြင်နေခဏနေကြလို့ရှိရင် update လာတော့မှာပေါ့နော်ကဲ update မလာခင်ဗီဒီယိုလေးမစခင်အန်နာရဲ့ YouTube channel လေးကို like and subscribe ပြီးလုပ်ပေးတော့ကြပါအောင်နော် Okay ဆိုတော့ let's go ကဲဒါကတော့အန်နာတို့ဒီမှာအရင်ဆုံးစပြီပေါ့နော်အရင်ဆုံးစပြီဆိုဘာမှမလာသေးဘူးဆိုတော့အနာလေးမြဲ fishing rod လေးနဲ့ငါးများကြည့်တာပဲဘာကောင်းနေရမလဲဆိုတော့Ocralito ကလာကဲဒါကတော့နောက်တစ်ကောင်ပေါ့နော်နောက်တစ်ကောင်ဘာရမလဲကြည့်မယ်တလာလာလေးလို့ Okay ဒီမှာ Los Taco block တွေလာနေပြီ lucky block တွေဝယ်မယ်ပြီးလို့ရှိရင်ထုံးစံတိုင်း lucky block ဖောက်ကြမှာဟာအေးတယ်ငါ base ကပြည့်နေသေးဟာ Okay ဒီကောင်လေးရှောင်းလိုက်မယ်မြင်လေး Okay ပြီး Los Ocralito Okay ကဲရဝိပြီဆိုတော့အနာဒီမှာ lucky block လေးအနာ like ဝယ်တာရေးတယ်ကွာနေစောင့်ပါ Okay ရပြီကဲဝယ်ပြီဆိုလို့ရှိရင်အနာဒီမှာ slot လေးခြောင်သွားအောင်ဘလို့ဒါလေးတွေမလိုတဲ့ကောင်တွေမလိုချင်တဲ့ကောင်တွေရှောင်းလိုက်အောင်မယ်ကောင်တွေရှောင်းမယ်ပြီးရင်ဒီမျက်မှန်တဲ့ကောင်ကိုလည်းရှောင်းလိုက်မယ်ဆိုတော့ကဲရပြီရောင်းပြီဆိုလို့ရှိရင်အနာဒါပထမဆုံး diamond lucky block တွေရင်ဖောက်ကြည့်မယ်ဘာလေးပေါက်မလဲကြည့်မယ်ဘာလေးကြမလဲပထမဆိုင်ငယ်ကောင်my god 46တောင်မရှိဘူးဆိုဝယ်ပထမဆုံးဖွင့်ရတော့လှသွားပြီပေါ့နော်ကဲဆိုတော့အနာနောက်ထပ်ဟာလေးချက်ဖောက်ကြည့်မယ်ဒီဘက်ကဒီရိုးတာကို lucky block လေးကြည့်ကြည့်မယ်ဘာရမလဲဆိုတော့ no ဝါမလို့ရှင်တဲ့ကောင်ကွာကြည့်ဒီကောင်အဲ့ဒါဆိုနောက်တစ်ကောင်လည်းအဲ့ဒါကိုကြည့်မှခွေးတွေလာပြန်ပြီကွာငါဒီကောင်လေးရှောင်းနေပြီးလို့ရှိရင်အနာထပ်ဖောက်လိုက်မှာဒီဘက်မှာဝဲထားတာလေးရှိသေးတော့ဝဲရလေးတော့မပြတော့ဘူးပေါ့နော်အနာမြေချောင်းနဲ့ပြီးသွားရင်ရနေရဟောက်ကွာကဲအမွှာကြီးလားမသိပါဘူးကြည့်ကြပါဦးOkay ဒါနောက်ထပ်တစ်ခု diamond lucky block ဖောက်ကြည့်မယ်ဘာပေါက်မလဲမသိဘူးတွေ့လားဒီနားဆိုရင်တော့ဒီနားပဲရက်တော့လုံးဝမတက်တော့ဘူးကွာကဲဒီဘက်မှာထပ်ဝယ်ထားတဲ့ admin lucky block လေးထပ်ဖောက်မယ်ရောအရင်ဆုံး Los admin lucky block လေးဖောက်ကြည့်မယ်စစ်ဆဲပဲအကွာ3ခါတော့ခုံသွားရတယ်ကြည့်လိုက်အောင် What is doing? ပြီးပါကွာပြီးလို့ရှိရင်ကြည့်အမှစင်တူရင်တော့အမွှားတွေကြည့် Yes တခုကဒါပေါက်ပြီးဆိုရင်နောက်ထပ်ကိုဆက်လိုက်အဲ့ဒီလိုက်ပေါက်တာစစ်ဆဲပဲနဲ့ရက်လိုက်တော့လေရနေပြီဟာ No ဒီဘောလုံးကောင်ကွာလာရင်ငါမုန်းလိုက်တာ disconnected Okay ဘာကြောင့်လဲဆိုတော့ရောင်းလာအေးတယ်ရောအကုန်ရောင်းလိုက်တော့မယ်မကြိုက်ဘူးကွာကျိုးငါမတန်လိုက်တာဝယ်ရတာလေကဲအနာဒါကြီးလည်းရောင်းပြီးပြီဆိုတော့နောက်ထပ် lucky block တွေမလာခင်မှာ brother တို့ကိုကြော်ညာလေးတစ်ပုံးနဲ့မိတ်ဆက်ပေးဦးမယ်နော် Great Garden Pet Money တွေနဲ့ Robot တွေကိုထုံစံတိုင်းဝယ်ယူခြင်းလို့ရှိရင် ED Shop ရှိရဲ့ Lawful Game Pass Permanent Fruit တွေကိုပါ ED Shop မှာအပ်ပေးလို့ရနေပြီနော်နောက်ပြီးဒီလိုအရင်တန်တဲ့ promotion နဲ့ပေးနေရကြောင်းနောက်ကြသေးခင် ED Shop ရဲ့ Telegram Channel မှာတွားရောက်ဝယ်အပ်ပေးကြဖို့အနာကတိုက်တွန်းလိုက်ရဲ့ကဲအနာနောက်ထပ်လာမယ့်ဟာလေးတွေစောင့်နေသူ lucky block လာမယ်ထင်တယ်အနာ lucky block စောင့်နေလောလောဆယ်မလာသေးဘူးဒါကွာအနာတို့ဒီမဲ့သူ့ပေးရမှာလော67မရှိဘူးဖြစ်နေတာဆိုမပေးလို့မရဘူးဖြစ်နေသူစပွန်လို့မရဘူး Okay ဆိုတော့ဒီမှာအနာ lucky block လေးဝယ်ထားရှိရဒါလေးတွေအနာဖောက်မယ်ဆိုတော့ဘာရမလဲကြည့်မယ်အဲ့လိုလေးကွာနော်ခဏဆမ်မီရလေးတိတ်မဟုတ်တော့ဘူးထင်တာဟာငါဘေးဆိုလို့ရှိရင်တို့ဟာတွေပဲပေးရမယ်လို့သူသတ်မှတ်ထားတာမသိဟာရမအဲ့လိုမပြောနဲ့ကွာရှောင်းမယ်မလို့ချင်မသွားပြီးရင်အနာဒီဘက်မှာ lucky block တစ်ခုလေးရှိသေးတယ်ဒီဟာလေးအရင်ဖောက်ကြည့်ရအောင်ဒါလေးလည်းဘာပေါက်မလဲဆိုဘာပေါက်မလဲညလာနော်လော67ပေါက်လိုက်ပြီးကွာငါဟိုစပွန်လို့ရနေကဲဒါကတော့အနာ spin wheel လေးလာလှည့်လိုက်မယ်သူ4ကတော့ရဆိုကဲပြီးပြီဆိုတော့ဒီမှာအနာlucky block လေးထုံးစံတိုင်းဝယ်လိုက်အောင်စိတ်မကုန်ဘူးတော့အမြဲနဲ့စိတ်မနာနိုင်ဘူးအမြဲဝယ်တယ်အမြဲဖောက်တယ်ပြီးရင်ရှင်အနာမပေါက်နဲ့ကဲဒါကတော့ diamond လေးတာကူလေးဖောက်မယ်နောက်ထပ်လောင်းမ Okay ဘယ်လိုဖြစ်လာတော့ငါဟိုရီသွားပြီ VPN ပြုတ်ပြီးထင်ပါလေဟာကဲအနာခုန VPN ပြုတ်သွားတော့ထွက်လိုက်ရပါတော့ဒီဟိုရီကုန်မဝယ်လဲရအောင်အဲ့လိုပဲစော့နေတန်တယ်
ကဲဒါလေးဖောက်ကြည့်မယ်ဘာပေါက်မလဲမသိဘူးကဲဘာလေးများရအောင်လဲမသိဘူးကြီးလိုက်အောင်မယ်ဆိုသူကလေတစ်စက်ရခုံဆောင်လိုက်တာခုနအစက်မှနေရလိုက်ရင်ကိုရနေဟော What is that? ကဲဆိုနောက်တစ်ခုထပ်ဖောက်ကြည့်မယ်နောက်တစ်ခုလည်းဘာပေါက်မလဲမသိဘူးအာရက်လိုက်လို့ရပြီအော်မြင်လားတော့တစ်စင်ကိုခုံလိုက်သေးတာရောင်းနေကွာဒါကနောက်ထပ်ဝယ်ထားတဲ့ဟာတွေထပ်ဖောက်တာပေါ့နော်ကဲထပ်ဖောက်တာဆိုတော့ကြည့်မယ်တောက်အေးပါကွာဆိုင်ကယ်မှာရက်လိုက်လို့ရတယ်နော်လုံးဝမရက်ဘူးခွေးထီအောင်ခုံပြီးကြည့်ဒီဟာလည်းရှောင်းလိုက်မယ်ပြီးလို့ရှိရင်အနာထပ်ဖောက်လိုက်မယ်ဒီဘက်မှာကျန်သေးဒါလေးရောပေါက်မလဲမသိဘူး nutrition တွေအများကြီးရတာကွာကောင်းလေးကြာသမားကြာမှာကြည့်မြင်တာခွေးကိုခုံသွားသေးတာမရဘူးနောက်တစ်ခေါက်ထပ်ဖောက်မယ်သူ4လက်တောင်ပေးထားကွာဘာ lucky မှမရှိဘူးဖြစ်နေဒုက္ခကဲဒါလေးကရက်လိုက်လို့ရပြီနော်ရက်လိုက်လို့ရပြီအိုးမစိုးပါဘူးโอเคဒါလေးရှောင်းလိုက်အောင်မယ်နော်ပြီးရင်အနာဒီကောင်လေးရှောင်းလိုက်အောင်မယ်ရောင်းပြီးလို့ရှိရင်အနာဘေးနားဟိုက်ထပ်ဖောက်မယ်ကဲဒါလေးဖောက်ကြည့်မယ်ဘာပေါက်မလဲမသိကြည့်ရမယ်အော်အဒမင်ရောက်လာပြီဟာဆိုတော့အိုး loss 7ရတကယ် yes ဟာဟုတ်ကွာမဖြစ်တဲ့နိုင်ကျတဆင့်ခုံရတယ်တဲ့အာစမေချင်းပို့လိုက်တာကြည်အောင်ငါရနေပြီလေကွာကဲဒါကတော့ကိုယ့်ရဲ့ base မှာမပေါက်တဲ့ဟာတွေကိုသူများ base မှာတွားကြည့်မယ်သူတို့တွေဘာပေါက်လဲဆိုတော့ကိုတယောက်ဖက်ကန်ဆိုးနေတာသိချင်တာပေါ့နော်အခွေးတယ်မဖြစ်တဲ့နိုင်ကျုံသူများအိမ်ပေါက်တယ်ငါခွေးပေါက်လို့လောင်နေတာကွာ Hello ကန်နေအဲ့လိုတွေမတူတာနော်ကြည်အောင်โอเคပြီးမှသူ့ဆရာနဲ့အဲ့အိမ်ကြီးကိုယူသွားမယ်ကဲနောက်ထပ်ဟာထပ်ကြည့်မယ်နောက်ထပ်ဟာလည်းခွေးတွေပါပဲကောင်းအပေါ်တက်ရှိသေးသူအပေါ်တက်မှာဘာတွေရှိလဲဒီမှာ7ဟာဒိုင်းမွန်ကြီးခွေးတွေပဲဟာသူ့ဟာကြီးလည်းဘသူခွေးတွေပဲโอเคပြီးလို့ရှိရင်အနာသူရနေဒီအိမ်ကိုတမအိမ်ကိုโอเคအိမ်ကိုပိတ်ပြတာနော်ပိတ်ပြတာဖွင့်โอเคရအမြန်ပြေးပါYes okay နောက်ဆုံးတော့သူများရဲ့ဟာကိုခုံးဆင်းနိုင်ခဲ့ပြီပေါ့ Okay လာရကြည့်နေသူဟာကဲဒီနေ့ဗီဒီယိုတော့ထုံးစံအတိုင်းပဲအနာတလောင်းနဲ့ရန်နာလိုက်တော့မယ်အနာ brain knot တွေထပ်ပြီးပေးနေသေးတယ် secret တွေယူမဲ့သူတွေရှင်အနာကိုလာပြောလို့ရတယ်ဒီကငါဘလို့ရဒီကောင်းနေပြကြလာတော့ကဲထားလိုက်ပါတော့အနာတွေနောက်နေ့ဗီဒီယိုတွေမှာပုံမှန်တိုင်းပဲပြန်လည်ဆုံတွေ့ကြမယ်အနာ YouTube channel ကို like subscribe လုပ်ဖို့လည်းမမေ့နဲ့ဘူးနော်အားလုံးကိုချစ်တယ် bye bye see you